ဟောဒီခန္ဓာကြီးရှိနေပြီဆိုရင်တော့အိုရာဥမ္မာနာယာဥမ္မာတိယာဥမ္မာအိုနာတိမလွတ်သေးသမျှခန္ဓာဆိုတာမဆုံးနိုင်ခန္ဓာမဆုံးနိုင်တာကိုပဲတန်တရာလေတယ်လို့ခေါ်ပါတယ်တန်တရာလေတယ်ဆိုတာဘာတွေလဲဘဝတွေတစ်ခုပြီးတစ်ခုရခန္ဓာတွေတစ်ခုပြီးတစ်ခုရနေတာကိုပဲခန္ဓာလေတယ်တန်တရာလေတယ်လို့ခေါ်တယ်ဒီတော့အဲ့ဒီခန္ဓာလေတာကိုလွတ်ဖို့ကြတော့ဒါနာလေးတိလလေးနဲ့လွတ်အောင်ယုံလို့ရမလားမရဘူးဟောဒီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းသိနေတာကိုဝိပဿနာဉာဏ်နဲ့တွေ့အောင်ရှာဖို့လိုပါတယ်ဟောဒီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းအနိစ္စဆိုတာကိုစာရဲကအနိစ္စခန္ဓာထဲမှာတွေ့အောင်ရှာဖို့လိုပါတယ်စာရဲကဒုက္ခခန္ဓာထဲမှာသိအောင်ရှာဖို့လိုပါတယ်ငါဖြစ်ခြင်းသလိုမဖြစ်ဘူးဆိုတဲ့စာရဲကအနတ္တဟောဒီခန္ဓာမှာတွေ့အောင်ရှာဖို့လိုပါတယ်အဲ့ဒါကြတော့စာတိနာတိလေးနဲ့ရမလားခန္ဓာအတိကိုဝိပဿနာမမှတ်ဘဲနဲ့ရကိုမရပါဒီတော့ဝိပဿနာဘာဝနာမပါသမျှအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုသိမလားအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုမသိဘူးဆိုတဲ့ကကိုယ့်ကိုယ်မြဲတယ်ကောင်းတယ်ငါပဲသူပဲဆိုတဲ့အစွဲကွာမလားမကွာသမျှတန်တရာဆုံးမလားမဆုံးဘူးတဲ့ဒါကြောင့်ကျွမ်းမလေးစဉ်းစားလိုက်ပြီးဘလောက်ချမ်းသာပါစေဘလောက်ခံစားခွင့်ရပါစေဟောဒီခန္ဓာကိုယ်ကြီးရပြီဆိုရင်တော့အိုတဲ့မျိုးဖြစ်တဲ့အတွက်အိုရမှာမလွဲပါပဲနာတဲ့မျိုးဖြစ်တဲ့အတွက်နာရမှာမလွဲပါပဲသိတဲ့မျိုးဖြစ်တဲ့အတွက်သိကိုသိရမှာမလွဲပါပဲဘာလို့မလဲတဲ့အိုနာသိမလွတ်သမျှတော့ငါတို့လိုချင်တဲ့ချမ်းသာအမှန်ရမလားမရဘူးဒါကိုသူသွားတွေ့တယ်အဲကြောင့်ဘာဝနာမပါတန်တရာရှိကြလွန်လသည်